ဒီနေ့တော့ကျွန်တော်မိမနဲ့ကျွန်တော်သမီးလေးအကြိုက်ဂျပန်ကာရီနဲ့ဝက်သားပြားကျော်ထုံခက်စုလေးလုပ်ပေးပြပါတယ်ဝက်သားပြားကျော်လုပ်ဖို့အတွက်တော့ဝက်လိုင်းသားလေးဝယ်လာခဲ့ပြီးတော့ဝက်သားလေးတွေကိုရေစင်အောင်တုပ်ထားလိုက်ပါတယ်ဒီတစ်ခါဝက်သားပြားကျော်ကိုတော့ထူထူလေးစားချင်တာမို့လို့ဝက်သားလေးကိုထူထူလေးလှီးထားလိုက်ပါတယ်ရတာအတွက်တော့စားနဲ့ငရုတ်ကောင်းတွေကိုဟိုဘက်ဒီဘက်လှန်ပြီးတော့ဖြူထားလိုက်ပါတယ်ကျွန်တော်ကတော့ကြက်သားမုန့်တွေချုံမုန့်တွေမသုံးပြတော့ကြတော့စားနဲ့ငရုတ်ကောင်းတွေပဲထည့်ထားတာပါတကယ်လို့ချုံမုန့်ကြိုက်တယ်ဆိုရင်လည်းချုံမုန့်ထည့်လို့ရပါတယ်ပြီးရင်တော့ဝက်သားကအရန်ထူတော့ဒီတိုင်းကြော်ရင်အတွင်းထဲဒီကိုမကြက်မှဆိုးတာနဲ့ဆူဗီနဲ့အရင်ဆုံးပြုတ်ဖို့အတွက်ဝက်သားလေးတွေကိုအိတ်ထဲမှာသေချာလေးထည့်ပြီးတော့မှ vacuum sealer လေးနဲ့သေချာလေးလေဆုပ်ပြီးတော့ပိတ်ထားလိုက်ပါတယ်ဝက်သားလေးတွေကိုမကြော်ခင်မှာဒီတိုင်းအရင်ပြုတ်နေရပါမယ်ရေနဲ့ဒါရိုက်ပြုတ်တဲ့အချိန်မှာဝက်သားလေးကရေတွေထွက်သွားပြီးတော့အတွင်းထဲမှာရေထဲခမ်းပြီးတော့ချောင်းမသွားအောင်လို့အပူချိန်ထိန်းပြီးတော့ဆူဗီနဲ့140 degree Fahrenheit မှာ2နာရီပြုတ်ထားလိုက်ပါတယ်ဝက်သားလေးပြုတ်နေတဲ့အချိန်မှာတော့ကာရီလုပ်ဖို့အတွက်အာလူးလေးနှလုံးကိုခွန်တင်ပြီးတော့အတုံးလေးတွေတုံးထားလိုက်ပါတယ်အာလူးလေးတွေဆင်းဆင်းဖြစ်ပြီးဆိုရင်တော့ကြက်သွန်နီလေးတစ်လုံးကိုလည်းအခွန်တင်ပြီးတော့ပါပါလေးတွေလှီးထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူနှစ်တက်လောက်ကိုလည်းတပြားရိုက်တောက်တောက်ဆင်းပြီးတော့ခါကျဦးလေးနည်းငယ်ကိုလည်းခွန်တင်ပြီးတော့အနေတော်တုံးလေးတွေရအောင်လို့လှီးထားလိုက်ပါတယ်ဂျပန်ကာရီချက်ဖို့အသီးနှံတွေအကုန်လုံးဆင်းဆင်းဖြစ်ပြီးဆိုရင်တော့အိုးထဲမှာရင်ဆုံးထောဘက်ထည့်ပြီးတော့ကြက်သွန်နီကြက်သွန်ဖြူနဲ့ခါကျဦးလေးထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ကြက်သွန်နီလေးဤလာပြီဆိုရင်တော့ခုနကလှီးထားတဲ့အာလူးလေးတွေကိုထည့်ပြီးတော့အသီးနှံလေးတွေအကုန်လုံးဤသွားအောင်လို့ရေထည့်ပြီးတော့တည်ထားလိုက်ပါတယ်ပြုတ်ထားတဲ့ဝက်သားလေးတွေ2နာရီပြည့်ပြီဆိုရင်တော့ခဏဆယ်ထားပြီးတော့အေးခံထားလိုက်ပါတယ်ကာရီအိုးတွေကအာလူးလေးတွေဤပြီဆိုရင်တော့ကာရီကနှစ်တုံးနဲ့ရေလေးနည်းငယ်ထည့်ပြီးတော့အချင်ရတာအတွက်အဘီဆော့နဲ့စားနည်းငယ်ထည့်ပြီးတော့ပြစ်လာအောင်တည်ထားလိုက်ပါတယ်ဂျပန်ကာရီရပြီဆိုရင်တော့အသားပြားကြော်ဖို့အတွက် bread crumb ကျဲဦးနဲ့ဂျုံမုံလေးတွေကိုတကန်းစီမှာထည့်ထားလိုက်ပါတယ်ပြီးရင်တော့ပြုတ်ထားတဲ့ဝက်သားလေးကိုဂျုံမုံရေကပ်ပြီးကျဲဦးရဲ့ bread crumb ရေကပ်ပြီးတော့အစင်းစင်းလုပ်ထားလိုက်ပါတယ် bread crumb ကတ်ထားတဲ့ဝက်သားလေးကိုတော့စီယိုးထဲမှာ bread crumb လေးတွေကျက်လာအောင်ပဲကြော်ပြီးတော့ဝက်သားလေးကိုဆယ်ထားလိုက်ပါတယ်ဝက်သားပြားကြော်နဲ့တွဲစားဖို့ sauce လုပ်ဖို့အတွက်တော့တကြားရဲ့ fuse ရဲ့ဘဲငှက်မြားရည်နဲ့ခရမ်းချင်သီ sauce နဲ့ AB sauce လေးထည့်ပြီးတော့အဆက်အောင်မှွေထားလိုက်ပါတယ်ပြီးရင်တော့အရန်အနေနဲ့ရွက်တုပ်လုပ်ဖို့အတွက်နှမ်းစီလေးတွေကိုကြိတ်ထားပြီးတော့မျိုးနေချေနှမ်းစီဘဲငှက်မြားရည်နဲ့တကြားလေးထည့်ပြီးတော့နောက်ဆုံးမှာရှာလကာရည်လေးထည့်ပြီးတော့ sesame dressing လေးလုပ်ထားလိုက်ပါတယ်အတုပ်တုပ်ဖို့အတွက် dressing ရပြီဆိုရင်တော့ပကံပြားထဲမှာဆလတ်ရွက်ရဲ့ခါကျုပ်လေးတွေနဲ့ cherry tomato လေးတွေထချမ်းချမ်းထားတာလေးတွေကိုထည့်ပြီးတော့ခုနကလုပ်ထားတဲ့ sesame dressing လေးကိုအပေါ်ကနေဆန်းလိုက်ပါတယ်အတုပ်ကလေးအစင်းသေးဖြစ်သွားပြီဆိုရင်တော့ခုနကကြော်ထားတဲ့ဝက်သားပြားလေးတွေကိုထုတ်ပြီးတော့တေချာလေးလှီးထားလိုက်ပါတယ်ဝက်သားပြားလေးကထူပေမဲ့ခုနကဆူဗီနဲ့ပြုတ်ထားတော့ကြတော့အတွင်းထဲကဤပြီးတော့အပြင်ဘက်က bread crumb လေးကကျွတ်ကျွတ်လေးဖြစ်နေမှာပါပြီးသားဝက်သားပြားကြော်လေးတွေကိုတော့ plating လုပ်ဖို့အတွက်ပကံထဲမှာထည့်ပြီးတော့ဘေးကနေတွဲစားဖို့အတွက်ပပလီးပြီးတော့ကျွတ်နေအောင်လို့ရေခဲရေစိမ်ထားတဲ့ဂေါ်ဘီလေးတွေရဲ့ cherry tomato